တီတီရဲ့နာမည်နဲ့မွေးရဲ့စာတီကိုပြောပြပါအောင် ကျမကတော့မန္တလေးမြို့မှာမွေးပါတယ်ကျမမန္တလေးမြို့မှာဆရာမလုပ်ပါတယ်ရှင် ဒီထောင်ဘယ်နှခုနှစ်မှကြာခဲ့လဲပေါ့နော်အဲ့ဒါလေးပြောပြပါအောင် 1998ခုနှစ်ကျမတို့မန္တလေးမြို့ရဲ့ဖျားကြီးအာဗနာတိုက်ပေါ့နော်ဖောက်ခံရတယ်ဖောက်တာရတယ်စေအုပ်စုကလုပ်တာပဲဒါပေမဲ့အဲ့မှာကလားတွေရောပေါ့နော်ဘာသာရေးရောပါတာပေါ့နော်ဘာသာရေးတွေနဲ့အကုန်လုံးမှိုင်းတိုက်ပြီးတော့လုပ်တဲ့ခါမှာ NLD တွေကဒီဟာကိုဥဆောင်တာပါဆိုတော့စွတ်စွဲချက်တွေနဲ့ကျမတို့ကိုခေါ်ပြီးတော့ဖမ်းတယ်စစ်ကြောရေးတွေမှာစစ်ဆေးတယ်ရေလည်းမတိုက်ဘူးထမင်းလည်းမကျွေးဘူးတညာလုံးတနေ့လုံးခင်ဗျားတို့ဘာလုပ်ကြရလဲခင်ဗျားတို့ဒီကလားတွေနဲ့ဒီဖျားကြီးကိုခင်ဗျားတို့ဖောက်တာမဟုတ်လားခင်ဗျားတို့အဖွဲ့ချုပ်ကလုပ်တာမဟုတ်လားမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကခင်ဗျားတို့လုပ်ကြတာမဟုတ်လားဆိုတော့စစ်ဆွဲချက်တွေနဲ့စစ်ကောက်စီမေးတယ်အဲ့မှာကျမရေအရန်စားတဲ့အခါမှာခဏလေးရေတောက်ပြရစီရှင်လို့ပြောတာပေးမတိုက်ပါဘူးကျွန်တော်တို့ကိုပြောတဲ့အမိန်ထဲမှာရေတိုက်ရမယ်ဆိုတဲ့ဟာမပါဘူးတဲ့အဲ့တော့ကျမရေအရန်စားတယ်အဲ့ဆိုကျမကိုအိမ်သားတစ်ခုသွားခွင့်ပြုပါသွားရတယ်ဆိုပြီး special police မာတွေပေါ့နော်ဝါရာမတွေပေါ့လာတယ်လိုက်လာတယ်အပြင်ဘက်ကနေစောင့်တယ်အိမ်သားတွေကရေကိုကျမအားရပါရမယုံမရှာပဲနဲ့ကျမအရန်တောက်ချင်တော့ကျမရဲ့အာသာပြေကျမရေကိုအိမ်သားတွေကရေကိုခတ်ပြီးတော့တောက်ခဲ့ရတယ်အဲ့ဒါစစ်ကြောရေးအချိန်တွေမှာမပေးဘဲနဲ့ရေလည်းမပေးဘူးအစာလည်းမကျွေးဘဲနဲ့အဲ့လိုတွေစစ်ဆေးပြီးတော့ကျမတို့အိမ်ကိုတောင်းလျှောက်တန်းမပို့ထောင်ထဲကိုတန်းပို့ပါတယ်ထောင်ထဲမှာလည်းကျမတို့ဗုဒ္ဓဘုနေ့တရက်ပဲအသားကျွေးတယ်မဲသားစားတဲ့လူကမဲသားတော့မဲသားမစားတဲ့လူကကြက်ဦးပြီးရင်အမြင့်တွေထောင်ထဲမှာရွှွန့်ဖွက်ပေါင်းစုံဟင်းနုနွယ်ရရွက်တွေကိုတောက်ဆင်းပြီးတော့စားမပါပြားမပါအချိုမပါပဲနဲ့ရေလုံပြုတ်အရေမဲမဲကြီးတွေနဲ့ထမင်းလုံးထဲမှာစပားစီကျမတရက်ကို100နဲ့တစ်စီးရပါတယ်အဲ့ဒီဟာတွေကိုရွေးချယ်ပြီးတော့ဟိုလိမ့်ဒီလိမ့်နဲ့ငပိဆိုလဲသူတို့ရဲ့ plastic ခွင်းလေးဇုံးလေးနဲ့တစုံစာပဲဘန္နာအိတ်ထဲကငပိဆိုတော့အဲ့မှာအကုန်လုံးချီမြင်နေအကုန်လုံးနဲ့အဲ့ဒါတွေကိုဖဲပြီးတော့စားပါတယ်ရေနွေးဆိုတဲ့မပေးပါဘူးရေကိုပဲနောက်ကြတော့သူတို့အလုတ်ကျန်းနဲ့ထောင်းတာဘလောက်ဆိုတဲ့အမျိုးသမီးတွေကိုပဲကျမတို့ကိုရေခတ်တာကျမတို့မိန်လာသွန်တာတွေမိန်လာသွားတဲ့ဟာတွေကိုသွန်တာတွေကိုသူတို့လာပြီးတော့လုပ်ပါတယ်အဲ့ဒီကနေပြီးစစ်ကြောရေးတွေမှာဆိုညအိတ်ချိန်တွေမှာအဲ့ဒီဒါအကြဆောင်နော်နောက်အချုပ်ထောင်နော်အချုပ်ထောင်နဲ့အကြဆောင်ကိုရောက်တဲ့အခါကျတော့ညဆိုရင်ပထမတကားကတန်တကားဖြစ်ပါတယ်ထောင်ထဲမှာတန်တကားအပြင်ကနေလက်ကလေးရှို့ပြီးတန်တကားချောင်းလေးတွေဆိုတော့လက်ရှို့ပြီးတော့ရေအိုးကိုတန်တကားနားမှာထားတယ်ရေကိုအဲ့ဒါတောင်းတယ်ကုတ်ပြစ်ထဲမှာ3ယောက်ထားတယ်2ယောက်ဆိုရင်အချင်းချင်းညီညွတ်ပြီးချစ်မှဆိုလို့3ယောက်ခလောက်ဆန်တဲ့သဘောနဲ့အိမ်ချက်ချင်းဟိုမဲ့တော့ဘယ်တော့ဖြစ်3ယောက်ထားပေးပါတယ်အဲ့မှာအပေါက်ဝမှာမနဲ့ဆိုလို့ရှိရင်ရှေ့ကတန်တကားဟိုဟာပေါ့နော်ထင်ရတကားပေါ့ထင်ရတကားကိုပိတ်ထားတယ်အဲ့မှာထောင်ဝါရာမတယောက်ဆောင်တယ်ဒီကတန်တကားကိုတော့ဖွင့်ထားတယ်အဲ့မှာရေချိုးတာအင်လုံးတွေထဲမှာသူတို့ကြိုက်တဲ့လောက်ရေကိုလိုရင်ရေကျမတို့တောင်းရတာပေါ့နော်ရေတွေလည်းချို့တာနဲ့ကျမတို့သုံးခဲ့ရတာပေါ့နော်ရေတွေလည်းခဲတွေပါတဲ့ရေတွေတောက်ခဲ့ရတယ်ခဲတွေပါတဲ့ရေတွေကိုချိုးခဲ့ရတယ်ပေါ့အဲ့မှာဗုဒ္ဓဘုနေ့ဆိုလို့ရှိရင်ဇောင်းဝင်သာတွေ့တာတွေရှိပါတယ်ကျမတို့ဟိုကြတော့ထောင်ကြတာလည်းမဟုတ်ထောင်မချတာလည်းမဟုတ်အတွင်းထဲမှာထောင်ချဇောင်းတွေမှာထားပြီးတော့ထားခိုင်းထားတယ်ပေါ့နော်ထားတဲ့အခါမှာထောင်ဝင်နန်းတွေကိုကျမတို့ပုတ်ပြီးတော့ဟဲ့ဘယ်သူတော့ဟိုဘက်ကဘယ်သူလဲဟိုဘက်ကဘယ်သူကိုချင်းချင်းတွေပေါ့နော်အချင်းချင်းတွေဖြစ်နေတယ်အဲ့မှာထောင်ဝင်စာရပြီးကြံရည်ရောဆိုပြစ်လိုက်ရင်အရက်ရှိတဲ့တယောက်ကနေပြီးတော့လှမ်းပြီးတော့ယူအဲ့ထောင်ကနိုင်ရန်လေးတွေချားတာပေါ့နော်တခန်းနဲ့တခန်းမှာနိုင်ရန်တွေချမ်းတယ်ကျမတို့ကိုပထမဆုံးပို့တာအနူတွေထားတဲ့အခန်းလက်ပရိုစီမကောင်းဟိုဟာပေါ့နော်ကိုလက်အင်္ဂါမတန်ဆွမ်းတဲ့ဟာတွေထားတဲ့အခန်းကိုစေးကြော်ပြီးထားတဲ့အခါမှာဒီထောင်ကြမြန်မာတွေကတခါအော်တာပေါ့နော်အချင်းချင်းတွေပေါ့အော်ပေးတာပေါ့ဘာလို့ထားရလဲဒီဟာတွေကိုဆိုအကောင်လေးဆိုရင်မမြင်ဘူးကြဘိုးဆိုတာတော့ထားကြဘိုးချင်ဆိုတာတော့အตาလေးပဲဘာကောင်းနေမှမသိတဲ့
အကောင်မျိုးစုံရဲ့ကြိုက်ခဲခြင်းတွေလည်းအများကြီးခံရတယ်ထမင်းလုံးတွေလည်းအများကြီးနဲ့ကျမတို့စားခဲ့ရတယ်ပေါ့နော်အဲ့ရေဆိုတဲ့သူတို့ပေးတဲ့လောက်ကလေးပဲတောက်ပြီးတော့ကျမကြီးတွေမကောင်းတဲ့ကျမကြီးတွေကကောင်းမပေးဘူးပါရာစီတမော့ဘာပဲဖြစ်ပါရာစီတမော့အဲ့လိုတွေပဲကောင်းတဲ့ဟာတွေနဲ့သူတို့လုံမပေးဘူးရန်ကိုကျမကြီးတွေမကောင်းဘူးဆိုတော့မှသူတို့ထောင်ကိုငါနေလွတ်ပေးတာပေါ့နော်အဲ့တော့အဲ့မှာထောင်ပါတယ်ကျမ6နှစ်တခါပြန်သွားပြန်လှုပ်တော့အဲ့မှာတခါပြန်ပြီးဘာအတွက်ဆိုတခါပြန်ဖမ်းအဲ့လိုနဲ့ပဲပေါ့နော်ထောင်က6နှစ်2နှစ်3နှစ်ကျမ17နှစ်ပေါ့နော်ပေါင်း3ကပေါ့တစ်ချိန်နဲ့ဒေါက်တာဇော်မြင့်မောင်ကတော့ဒေါက်တာဇော်မြင့်မောင်မင်းကိုနိုင်တော့တခါတည်းပဲလောင်းတိုင်းပေါ့နော်တစ်ချိန်ကျမတို့ကတော့ဝင်လိုက်ထွက်လိုက်ပြန်ဝင်လိုက်ပြန်ထွက်လိုက်နေပေါ့နော်ထောင်တန်တရားလဲနေတာပေါ့ကျမတို့ NLD အမျိုးသားဒီမိုကရေစီရုပ်တကယ်ကိုမြေပြင်မှာလှုပ်ရှားနေတဲ့လူတွေကတော့တခင်ပေါက်စား1600လဆိုတာကျမတို့အတွက်ရည်စရာဖြစ်နေပါတယ်အဲ့ဒီအချိန်တွေမှာကျမတို့မိသားစုတွေကျမတို့ရဲ့တိတ်ခါတွေအရန်ကြခဲ့ခေါ်ပြောမဲ့လူမရှိဘူးရေစေးပေါ်ကြောဖက်လုံးမဲ့လူမရှိဘူးကြောက်ကြတာလေကြောက်မှာပေါ့သူတို့ကတနတ်နဲ့အုပ်ချုပ်ထားတာလေမထင်ရင်မထင်သလိုတတ်နေတဲ့ဒီစစ်အုပ်စုရဲ့လက်ထက်မှာဆိုတော့အားလုံးကအကြောက်တရားတွေဖုံလာထားတယ်အကြောက်တရားတွေနဲ့သူတို့အုပ်ချုပ်ထားတဲ့အခါမှာပြည်သူတွေကပြဝက်တဲ့ဖြစ်နေတဲ့အချိန်မှာကျမတို့တွေရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တွေအားလုံးဟာလည်းကျမတို့ကိုနှုတ်ဆက်ရမှာကိုကြောက်တယ်ကျမတို့နဲ့နှုတ်ဆက်ရင်ကျမတို့နဲ့အတူသွားရင်ထောင်ကြမှာပဲကျမတို့နဲ့အတူမင်္ဂလာပွဲတွေမှာတော့အခန့်ပွဲတွေတောင်မှထိုင်ရင်တောင်မှဟိုဘက်ကနေလှည့်ထိုင်တာတို့ဒီဘက်ကနေဝေးထိုင်တာတို့မပြောချင်တာလို့ပြောချင်တာလို့နဲ့ကျမတို့ရဲ့ like social like တွေရတယ်အရန်ကိုစိတ်မကောင်းစွာနဲ့ရင်ဆိုင်ပြုံခဲ့ရတယ်ဒါပေမဲ့ကျမတို့လိုချင်တာပြည်သူတွေကောင်းစားဖို့ကျမတို့တိုင်းပြည်ကြီးအရာရာမှာကောင်းမွန်ဖို့ပြည်သူတွေဘဝတွေကိုလုံခြုံစေဖို့ကျမတို့တိုက်နေတာ36နှစ်တောင်ရှိပါပြီကျမတို့ဆက်လက်ပြီးတော့တိုက်နေမှာပဲဘယ်တော့ဖြစ်တိုက်နေမှာပဲကျမတို့ဟာကျမတို့လိုချင်တဲ့ကျမတို့ပန်းတိုင်ကိုမရောက်မရှင်းကျမတို့ဆက်လက်ပြီးသွားနေမှာပဲဒင်းတို့စစ်အုပ်စစ်ဆိုတာရော့အင်ဆိုပြီးပေးမှာမဟုတ်ဘူးဒီလိုတစ်ချက်ချင်းစုပ်ကင်ထားပြီးတော့တစ်ခုချင်းနဲ့ဖြီးပေးမှာဖြစ်ပါတယ်အဲ့တော့စုပ်ကင်ထားတဲ့လက်တွေကိုဖြီးဖြောက်အောင်လို့ကျမတို့တွေစီယုံစွာနဲ့အချင်းချင်းဘာဖွဲ့ညာဖွဲ့မဟုတ်ဘဲနဲ့အခုလက်ရှိကျမတို့တဲ့တော်တဲ့ရင်းစီလေးတွေ PDF ကလေးတွေကိုကျမတို့ထောက်ပို့ကြရမယ်သူတို့တော်နိုင်မှုဘာတွေလို့တဲ့အဝိစားကျမတို့လုပ်ပေးနေတယ်ကြီးကအင်ကြီးလားအုတ်ထုတ်လားစောင်းနှင်းဆိုစောင်းနှင်းစာနှွေးဆိုနှွေးစာမိုးရသည်ဆိုမိုးရစာကျမတို့အားလုံးတက်နိုင်တဲ့ဘက်ကနေပြီးကျမတို့အလုပ်တွေလည်းလုပ်ကြရတယ်လုပ်တဲ့လူတွေကလုပ်စနေတနင်္ဂနွေနေ့ရက်ကိုဆန္ဒပြတယ်ကျမဆိုအမြဲတမ်းတရုတ်တန်ယုံကိုအမြဲဆန္ဒသွားပြတယ်တရုတ်တန်ယုံပြီးရင်ဗမာတန်ယုံဆန္ဒပြတာတွေရတယ်ကျမတို့မှာတဖွဲကျမတို့မေရီလန် DC မက်ထရိုပိုလီဧရိယာမှာရှိတဲ့တငယ်ချင်းတွေရဲဘော်ရဲဘက်တွေဗမာပြည်အရေးကိုချစ်ခင်တဲ့ပရောက်မြန်မာသူနိုင်ငံသားတွေဟာဆွေးမလျှော့ကြပါနဲ့မြန်မာပြည်သူတွေကိုပြောချင်တာအားမလျှော့ကြပါနဲ့ကျမတို့ပြည်ပရောက်တွေဟာတအားနဲ့ကျမတို့ကူနေပါတယ်လုံနေပါတယ်လို့ပြည်တွင်းထဲက PDF သားသမီးတွေကိုလည်းပြောချင်တာအမောင်လူငယ်တွေကိုဆရာမတယောက်အနေနဲ့ရောအမေတယောက်အနေနဲ့ရောမိခင်တယောက်အနေနဲ့ရောအန်တီတယောက်အနေနဲ့ရောအမကြီးတယောက်အနေနဲ့ရောလေးစားနဲ့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်တယ်တပြည်လုံးကိုသူတို့ကလှုပ်ထားတာလေအကုန်လုံးကျမတို့ဗမာပြည်ကိုပြိုင်ကျမတို့ရဲ့တရားစရတွေဖះเจ้าငံတွေဘာမှမရှိတော့ဘူးစစ်အုပ်စုရဲ့ထိုးနှက်ချက်တွေရုပ်မှာပတ်ဆက်ချက်တွေဟာအကုန်လုံးတေကျေကြရတယ်မိသားစုတွေတကွဲတပြားဖြစ်တယ်အကုန်လုံးကဖျို့ဖျဲတွေဖြစ်နေတဲ့ဟာကိုကျမတို့တော်နံတိုက်ခိုက်နေတဲ့ဒီကောင်တွေကိုနိုင်အောင်အကုန်လုံးအများကြီးဖြစ်နေတဲ့အခါမှာကျမတို့လိုအပ်တာတွေရှိမယ်အဲ့ဒါတွေလည်းနားလည်ပေးကြပါလိုအပ်နေတဲ့ဟာတွေဟိုဘက်မရဘူးဒီဘက်မှာဒီလောက်ရတယ်ဟိုတက်ပံဒီမောက်ရောက်တယ်အဲ့ဒါတွေလည်းကျမတို့
အချင်းချင်းပေါ့နော်ကျွန်မကူညီပြီးလှုပ်ဆောင်နေတော့တရင်တွေကိုတည်နေရတယ်ဒါပေမဲ့အမောင်တို့အားမလျှော့ကြပါနဲ့လို့အကုန်လုံးတက်နိုင်တဲ့ဘက်ကဒီမှာပြည်ပရောက်အမေရိကန်နော်ဝေးအင်္ဂလန်ပြင်သစ်အော်စီအကုန်လုံးနေရာအကုန်လုံးနိုင်ငံတကာမှာရောက်နေတဲ့ပြည်ပမှာရောက်နေတဲ့လူတွေကအကုန်လုံးနွေးနွေးထွေးထွေးနဲ့ကိုပြည်ကိုမျိုးတွေမှာအားလုံးစုစုစည်းစည်းနဲ့အခုလက်ရှိအရေးကြီးဆုံးဖြစ်တဲ့ PDF ကလေးတွေဂျင်းစီလေးတွေကိုအားကိုးပြီးတော့လိုအပ်တဲ့အချက်မှန်သမျှတွေကိုလောက်ကင်ဆောင်ရွက်နေပါတယ်လို့အားမလျှော့ကြပါနဲ့လို့တို့တွေတိုက်ရင်နဲ့တိုက်ပွဲတွေဆက်ဆက်အောင်ပွဲအဆက်ဆက်လီအောင်လို့အားလုံးအားရင်ယုံပြီးတော့လောက်ကင်ပေးမှာပါလို့ပြောကြပါတယ်ပြောကြလို့ပါတယ်တန်တိတ်တာနဲ့ချပါတယ်ဘယ်တော့မှဘယ်တော့အခါမှစစ်ကောင်စီစစ်အာဏာရှင်ကိုဒူးမထောက်ဘူးခေါင်းမငုံဘူးအမြဲတမ်းရှင်သန်ပြီးတော့တိုက်နေမယ်အရေးတော်ဘုံအောင်ရမည်အရေးတော်ဘုံအောင်ရမည်အရေးတော်ဘုံအောင်ကိုအောင်ရမည်